Sweating your chain cannot be bar. A port alone a deal or chain lema. ကျွန်တော်ကအပြင်နေလဲမထွက်နိုင်တော့ဘူးလမ်းလဲမရှောင်နိုင်တော့အဲ့ချိန်ကျွန်တော်ထမင်းအောင်ကျွန်တော်တိတ်မစားနိုင်တဲ့အချိန်မျိုးဖြစ်သွားကျွန်တော်အရန်ခုကားထိုးကြသွားပြီမစားနိုင်တဲ့အချိန်မျိုးဖြစ်နေအဲ့ဆိုကျွန်တော်တည်ဖို့အချိန်ပဲစောင့်နေရတော့เนาะကျွန်တော်မှလမ်းဆုံးသွားပြီတည်ဖို့အချိန်မရှိတော့လမ်းဆုံးသွားပြီဆိုတော့ငါဘယ်သူမှမကယ်နိုင်တဲ့အချိန်မှာငါဘယ်သူမှနားမထောင်တော့တဲ့အချိန်မှာဘယ်သူရှိအောင်လဲစဉ်းစားတယ်ပေါ့နော်ငါညီကောင်မောင်တို့လည်းအကုန်လိုက်စဉ်းစားကိုယ့်တို့တော့ငါညီကောင်မောင်လည်းဘယ်သူရှိအောင်လဲဘယ်သူကငါ့ကိုကယ်နိုင်အောင်လဲအဲ့လိုလိုက်စဉ်းစားတဲ့အချိန်မှာကျွန်တော်ဘယ်သူမှမကယ်နိုင်တော့ပတ်ဝန်းကျင်ညီကောင်မောင်ကဘယ်သူမှနားမထောင်ဘယ်သူမှအကုန်လုံးကစွန့်ပစ်နေတဲ့အချိန်မှာမစွန့်ပစ်တာဆိုတော့ကျွန်တော်အဖေကျွန်တော်ရဲ့ဖခင်ယေရှုဖခင်ပဲရှိကျွန်တော်ရဲ့ခံစားချက်အနေနဲ့ပြောပဲနော်ကျွန်တော်ရဲ့ခံစားချက်ကပဲကျွန်တော်ဖះကိုပြန်သိစေတာဟိုငငယ်တည်းကကျွန်တော်အဖေတင်ပေးခဲ့တဲ့မော်ထိုကရှိတယ်လေကျွန်တော်အမြဲတင်ပေးတယ်အဲ့ကျန်တာလေးကိုအမတ်ရပါအဖေတော်တော်အားလေအခုချိန်ကြီးလည်းသူတင်ပေးတယ်အဲ့လေးကလည်းကျွန်တော်အတွက်အမတ်ရစေတာပေါ့ထာဝရဖះကိုသွားလေးအရာနိုင်မျက်မှောက်ပြုတော့ကိုညံမီပြုနေအဲ့ကျန်ပိုက်လေးပေါ့အဲ့လေးကျွန်တော်ပြန်အမတ်ရပြီးတော့အခုချိန်မှာကျွန်တော်ဘူးမှမကယ်နိုင်တော့ဘူးနော်မကယ်နိုင်တော့အချိန်မှာနောက်ဆုံးအနေနဲ့ပေါ့နိုင်စဉ်းစားတယ်ဘယ်လိုမှစဉ်းစားလို့မရဘူးအဲ့ဒါဆိုရင်တော့ငါအဖေငါတို့ဖန်ဆင်းတဲ့ငါတို့ရဲ့ဖန်ဆင်းရှင်ဖခင်ယေရှုဖခင်တပါးလေးပဲရှိတော့တယ်သူ့ကိုငါခေါ်မရတော့ယေရှုဖခင်ငါ့ကိုလူရှိသေးတယ်အဲ့ဆိုတော့ငါမသေးတော့ဘူးသူငါ့ကိုသူ့အမှုတော်မှာသူတုံးဖို့အစီအစဉ်ရှိသေးတယ်ကျွန်တော်အိမ်ကောင်းမှုပြန်ရောက်သွားတာအိမ်ကောင်းမှုပြန်ရောက်သွားတာနေပြီးတော့ကျွန်တော်ဘဝတတမှာအဲ့လိုမျိုးဒီလုံးလုံးယူလွတ်မြောက်သွားတော့လုံးလုံးယူလွတ်မြောက်သွားတယ်ကျွန်တော်အရင်ကလိုမျိုးပြန်ဆိုးခြင်းနဲ့စိတ်တွေလည်းမရှိတော့ဘူးကျွန်တော်ဆူတောင်းခြင်းနဲ့ပဲရှေ့ဆက်တယ်ချိန်ကဘယ်လောက်မှမကြာလိုက်တလားဆိုတော့ကျွန်တော်အသားကြီးကပုံမှန်တိုင်းပြန်ဖြစ်လာတယ်အဲ့ချိန်ကနေပြီးတော့အခုချိန်ကြီးကိုကျွန်တော်အသားကြီးကအရင်ထက်ပေါ့အရင်ထက်ပိုပြီးတော့နည်းနည်းဆူပြီးဆိုတာလုံးရင်စံချင်တာရောက်မယ်အဲ့ဒီတိုင်းသာဆိုရင်ကိုမေးမယ်ထောင်ရငယ်မှလို့ဖို့တဲ့လာစားပြောင်းနေလားထောင်ရလန်တွားသူတပါတဲ့ခင်ရဲ့ရှူကြောင်းသာတင်ဟာလုံးမြောက်မှာချိန်မီလန်းခဲ့အမြန်သာလန်းခဲ့ရုံချစ်ခြင်းရှိရင်တင်ဟာလုံးမြောက်ပြီးချိန်ရှိသေးတယ်ဘယ်လမ်းသွားမယ်ရွေးချယ်နေသည်ခုဆောင်နေတယ်